ဒီနေ့မှာတော့ကဘာတဝမ်းချီတူရီစာဆက်ဆံရေးတွေဘာကြောင့်ရှားပါလာနေတယ်လဲဆိုတာကိုအချိန်တိုအတွဲအမိရဲ့အနှစ်ချုပ်တင်ဆက်ပေးသွားမှာပါတကိုယ်ရေးသမားတွေစံချင်းနဲ့များပြားလာမှုဟာလူမှုတိုင်းဝိုင်းနဲ့စီးပွားရေးစနစ်ကိုပါကြရက်ကြိုက်လာနိုင်တဲ့အတွက်တင်ရောကျွန်တော်မှမဖြစ်မနေတတိထားကြည့်ရမယ်ကဘာလုံးဆိုင်ရာအပြောင်းလဲရေးပဲဖြစ်ပါတယ်ပထမအချက်အနေနဲ့ကိန်းဂဏန်းလေးတွေနည်းနည်းကြည့်လိုက်အောင်2023အမေရိကန်စီးရင်တွေရဆိုရင်အသက်25ကနေ34နှစ်ကြာမှအမျိုးသမီး41ရာခိုင်နှုန်းနဲ့အမျိုးသား90ရာခိုင်နှုန်းကတကိုယ်ရေးသမားတွေဖြစ်နေကြတာလေစဉ်းစားတာကြည့်ပါဒါဟာလွန်ခဲ့တဲ့နှစ်90နဲ့ရင်20တောင်တိုးလာတာဖြစ်ပြီးဥရောပနဲ့အာရှအပါအဝင်ကမ္ဘာတစ်ဝန်းလုံးမှာပါဒီလိုမျိုးတိတိတသာကိုမြင့်တက်လာနေတာပါဒုတိယအချက်ကတော့ဒရိုလေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာကက်ယောဂကြောင့်လူနယ်တွေရဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေကျဆင်းသွားတာရဲ့ဖုန်းနဲ့ online game တွေမှာပဲအချိန်ဖြုံးတာများလာတဲ့ကအဓိကတရားခံနေပေါ့နောက်ပြီး dating apps တွေမှာဆိုရင်အမျိုးသမီးတွေကအရက်အနည်းဆုံး6ပိတ်ရှိရမယ်လို့ကန့်သတ်လိုက်တာနဲ့တင်ရွေးချယ်နိုင်တဲ့အမျိုးသား85ရာခိုင်နှုန်းလောက်ကချက်ချင်းလို့ဖယ်ရှားခံလိုက်ရတယ်ဆိုတာတကယ်ကိုအံ့ဩစရာပါပဲနောက်ဆုံးအနေနဲ့ပြောရရင်ပညာတတ်အမျိုးသမီးတွေဟာအခြေအမှာတန်းတူညီမျှမှုကိုပို့လိုလာတာကြားပေမဲ့လက်တွေ့မှာတော့ချစ်သူထားခြင်းရက်နဲ့အထီးကျက်နေရတဲ့တကိုယ်ရေးသမား60ကနေ80ရာခိုင်နှုန်းအထိရှိနေတော့ပါပဲဒီ channel တွေကနေတစ်စက်အင်ချမ်းမဲလွယ်ချက်တွေပြောင်းလဲသွားတာကလေးမွေးဖွားနှုန်းတွေထိုးကျသွားတာမျိုးလို့ကြီးမားတဲ့ကဘာလုံးဆိုင်ရာအကျိုးဆက်တွေကိုပါဖြစ်ပေါ်စေနေပြီလေအချုပ်ပြောရရင်တော့နီးပညာကတ်ယောဂနဲ့လူမှုရေးစံနှုန်းတွေပုံဆက်သွားမှုဟာကျွန်တော်တို့ရဲ့အချစ်ရေးတာမကအနာဂတ်စီးပွားရေးပုံစံကိုပါအခြေခံကစပြီးလုံးဝကိုပြောင်းလဲပြနေပြီဆိုတာပါပဲ